တော်ရရှင်တို့ရှင်လန်းချမ်းကြပါသေးဒီနေ့မေလ19ရက်တွင်းနေ့ညချမ်းတွေ BBC မြန်မာပိုင်းစီစဉ်နေစတင်နေပါပြီ။ကဘာကျော်အမှတ်တစိဝစ်စားတွေချုပ်တဲ့ Wuhan Kinrich Garment တရုတ်ထေကျုပ်ကုမ္ပဏီဟာမြန်မာပြည်ကနေထွက်ခွာတော့မှာပါအလုပ်ထုံနေတာကြီးဥပဒေရဆိုလို့ရှိရင်တော်တော်လေးနှဲပါတဲ့အခြေအနေဖြစ်ပါတယ်။လုံသက်6လအတွင်းမှာရှိတဲ့လုံသမားတွေဆိုရင်ဒါနေတာကြီးမရတော့ဘူး။အခါဆိုးကိုဝင်လာတဲ့စစ်တပ်ရဲ့ရည်မှန်းချက်ကဘာတွေပါလဲ။မကြခင်မှာသတင်းစုံကိုနားဆင်ရတော့မှာပါ။ကျွန်တော်ကရင်ပေါ်မှာခင်ဗျ။ရုရှားကဒေသ14ခုကိုညက drone နဲ့ယူကရိန်းတို့ကတိုက်ခိုက်ခဲ့တဲ့အပေါ်ယူကရိန်းသမ္မတဇလန်စကီကဒါဟာတရားမျှတမှုရှိပါတယ်။ဘာကြောင့်လဲဆိုတော့ရုရှားတို့ဟာယူကရိန်းမြို့တွေကိုနှစ်လရှိကြာစစ်မြူနေတာကိုလက်တုပ်ပြန်တာတက်ကြောင်ဖြစ်တယ်လို့ဆိုပါတယ်။မော်စကိုမြို့နဲ့ရုရှားရဲ့အဓိကရေနံချက်စက်ရုံတို့ကိုတိုက်ခတ်တာတရားလဲရုရှားအနေနဲ့ဒီစစ်ပွဲကိုဆုံးသက်ဖို့အတွက်ချက်ပေးလိုက်တာလို့လဲသမ္မတဇလန်စကီကပြောပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ထဲမှာပဲရုရှားတို့ကယူကရိန်းကို drone ပေါင်း3000ကျော်မစ်ဇိုင်း94ခုပဲ့ထိန်းဘုံကျဲမှုအကြိမ်1300လုပ်ခဲ့တဲ့အတွက်ယူကရိန်းဘက်ကလူ52ယောက်တည်ကြခဲ့ရကြောင်းလည်းသူကပြောပါတယ်။ညကယူကရိန်းဘက်က drone 600နီးပါးပစ်လွှတ်ခဲ့ပြီးတော့ဒါဟာစစ်ပွဲအတွင်းအများဆုံးပဲလို့ရုရှားကပြောပါတယ်။ဒီဟာကွန်ဂိုနိုင်ငံကိုမာမြို့မှာပထမဆုံးအီဘိုလာရောဂါတဲ့လူနာတယောက်ကိုတွေ့ရတဲ့အကြောင်းအဲ့နိုင်ငံရဲ့ကျန်းမာရေးဌာနကအတည်ပြုပြောပါတယ်။ဒေသတွင်းမှာအီဘိုလာဗိုင်းရပ်စ်ပြန့်နှံ့မှုကိုစ조사တားဆီးနေရချိန်မှာအခုလိုလူနာတွေ့ရတာပါ။အခုလူနာအမျိုးသမီးရဲ့ခင်မွန်းကဘူနီယာမှာအီဘိုလာနဲ့ဆုံးပါကပ်ပြီးတဲ့နောက်သူကကိုမာကိုလာခဲ့တဲ့အမျိုးသမီးလို့ကွန်ဂိုကျန်းမာရေးဌာနရရှိတယောက်ကပြောပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်းကွန်ဂိုမှာအီဘိုလာရောဂါဖြစ်နေပြီလို့ကြေညာထားပြီးတော့နိုင်ငံတကာကအာရုံစိုက်မဲ့အရေးလို့တတိပေးထားပါတယ်။အခုထိဒေသတွင်းမှာအီဘိုလာလူနာလို့ဆိုနိုင်တဲ့လူနာအယောက်250ကျော်ရှိနေပြီးတော့လူပေါင်း80လောက်သေဆုံးခဲ့ပြီဖြစ်ပါတယ်။တောင်ကိုရီးယားမှာအကြီးဆုံးကုမ္ပဏီဖြစ်တဲ့ Samsung ကုမ္ပဏီကလူသမားတွေဂျာမနီမှာဗိမ်းမှောက်ဖို့စီစဉ်သတ်မှတ်ထားပြီးတော့ဒါဟာအစိုးရအနေနဲ့ရေးပေါ်အမိန့်နဲ့တားဆီးရမယ်ဟာလို့တောင်ကိုရီးယားဝန်ကြီးချုပ်ကတတိပေးလိုက်ပါတယ်။ဝန်ကြီးချုပ်ကင်မင်ဆွတ်က Samsung ကုမ္ပဏီနဲ့လူသမားသမဂ္ဂတွေကြားလာတာနဲ့ပတ်သက်ပြီးတော့ညှိနှိုင်းကြပါလို့တိုက်တွန်းပါတယ်။ကုမ္ပဏီအမြတ်ငွေရဲ့15%ကိုအထူးစုကြီး bonus အဖြစ်လူသမားတွေကိုခေါ်ဝေမပေးရင်လူသမားတွေလုံစင်းမဲ့တပိတ်မှောက်မဲ့အကြောင်း Samsung လူသမားသမဂ္ဂကပြောထားပါတယ်။ AI စီးပွားရေးကအကောင်းနေပြီးတော့ Samsung chip တွေကိုဝယ်များနေတဲ့အတွက် Samsung ရဲ့အမြတ်စွန်းကတိတိတသားကိုတိုးများလာနေပါတယ်။အမေရိကန်နဲ့အီရန်ကြားညှိနှိုင်းမှုမှာအီရန်ဘက်ကအဖွဲ့ခေါင်းဆောင်လည်းဖြစ်အီရန်လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့မိုဟာမက်ဘက်ကာလီဘတ်ကိုအီရန်ရဲ့တရုတ်ဆိုင်ရာအထူးသံတမန်ဖြစ်ခန့်လိုက်ပါတယ်။တရုတ်ကိုသွားခဲ့တဲ့သမ္မတထရန့်ကတရုတ်ကောင်ဆောင်ရှီကျင်းဖျင်ကဟော်မုစ်ရေလက်ကြားပွင့်လာဖို့ကူညီပေးမယ်လို့သူ့ကိုကမ်းလှမ်းခဲ့တယ်။တရုတ်အနေနဲ့အီရန်ကိုစီရေးကူညီတွေလည်းပေးမှာမဟုတ်ဘူးလို့ပြောတယ်။စတာတွေကိုထုတ်ပြောခဲ့ပြီးတော့ရပ်ပိုင်းကြာမှာအခုလိုအီရန်ကတရုတ်အထူးသံတမန်ခန့်လိုက်တာပါ။တရုတ်နဲ့လည်းနှီးစပ်ပြီးတော့အရင်အီရန်ဘက်ကညှိနှိုင်းရေးမှုလည်းဖြစ်တဲ့အလီလာရီဂျနီဟာလွန်ခဲ့တဲ့2လကလေကျန်းတိုက်ခတ်မှုခံပြီးတော့ကွယ်လွန်ခဲ့ပါတယ်။ဝန်ဆိုင်တဲ့မှာတော်ဝင်မိသားစုတွေကိုကာဝယ်ဖို့စောင့်ချထားတဲ့တပ်ဖွဲ့ဝင်တွေတာဝန်ကျတဲ့အချိန်မှာသူတို့နေရာမှာမရှိတာကိစ္စရင်းနဲ့အိပ်ပျော်နေတာတွေရှိတယ်ဆိုပြီးတော့စွပ်စွဲချက်တွေထွက်နေပြီးတော့လက်နက်ရဲတွေကအဲဒီကိစ္စကိုရေးကြီးဆုံးစစ်ဆေးနေပါတယ်။တော်ဝင်ထူးကာဝေးတပ်ဖွဲ့ကတပ်ဖွဲ့ဝင်ရောက်30လောက်ထိတာဝန်ပြက်ကွက်မှုနဲ့စစ်ဆေးခံရတယ်လို့သတင်းတွေထဲမှာတွေ့ရပါတယ်။မြောက်ကိုရီးယားကမြို့သမီးဘောလုံးတင်တဲ့ဟာအာရှချန်ပီယံလိဆီမီဖိုင်နယ်ပွဲကိုကမ်းဖို့အတွက်တောင်ကိုရီးယားကိုရောက်ရှိလာပါတယ်။ဇာတိမျိုးလို့အဓိပ္ပာယ်ရတဲ့နေကိုယန်ဘောလုံးတင်ဟာ2018ခုနှစ်နောက်ပိုင်းတောင်ကိုရီးယားကိုပထမဆုံးလာတဲ့မြောက်ကိုရီးယားအားသားသမားတွေပါ။ဒါ့အပြင်တောင်ကိုရီးယားကိုလာတဲ့ပထမဆုံးသောမြောက်ကိုရီးယားအမျိုးသမီးဘောလုံးတင်လည်းဖြစ်ပါတယ်။သူတို့ကိုသတင်းတောက်တွေဘောလုံးပြည့်သက်တွေကလေးစိတ်မှာကြိုးစိုးနှုတ်ဆက်ခဲ့ကြပါတယ်။ဘောလုံးကတော့
ဗုဒ္ဓနေ့ကြရင်ကမ်းကြမှာဖြစ်ပါတယ်အင်္ဂလန်ပရီးမီးယားလိဂ်ကချယ်ဆီအသင်းမန်နေဂျာဖြစ်ရှာဘီအလွန်ဆိုကိုခန့်လိုက်ပါပြီအလွန်ဆိုဟာစပိန်ဘောလုံးသမားဟောင်းဖြစ်ခဲ့တယ်လို့စပိန်အသင်းနဲ့ကမ္ဘာဖလားစုခုဘူးသူပါသူဟာရီယယ်မက်ဒရစ်မှာမန်နေဂျာလုပ်ခဲ့ပြီးတော့လုပ်နေတာရှစ်လမပြည့်ခင်လွန်ခဲ့တဲ့ဂျွန်လကအပြန်လန်တစ်ဖက်သဘောတူညီမှုနဲ့နှုတ်ထွက်ခဲ့သူဖြစ်ပြီးတော့အခုချယ်ဆီအသင်းမှာ3နှစ်စာချုပ်နဲ့လုပ်ကိုင်မှာဖြစ်ပါတယ်အလွန်ဆိုဟာဂျာမန်ဘောလုံးကလပ်ခုဖြစ်တဲ့ဘီယာလီဗာကူဆင်အသင်းမှာမန်နေဂျာလုပ်စဉ်2024မှာအဲ့ဒီအသင်းရဲ့ပထမဦးဆုံးသောဘွန်ဒယ်လီစကာဖလားကိုရယူဖို့အတွက်ညှိပြခဲ့တဲ့အတွက်ဘောလုံးလောကမှာမန်နေဂျာအဖြစ်ထင်ရှားခဲ့သူဖြစ်ပါတယ်BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ဘာကျော်အမှတ်တရဝိထရီကိုချုပ်တဲ့တရုတ်ထေကျုပ်ကုမ္ပဏီဝူဟန်ကင်ရစ်ဂမ်မန့်ထေကျုပ်ဆိုင်ဟာစက်ရုံရရှိလက်ပတ်ဖို့အတွက်မဖြစ်နိုင်တော့တာကြောင့်ဂျွန်လကုံမှာမြန်မာနိုင်ငံကနေအပြီးထွက်ခေါ်ရမယ်လို့ထုတ်ပြန်ပါတယ်မြန်မာကနေယင်းနှိမ့်မြုံမှုတွေဖြုတ်ပြီးတော့လုပ်ငန်းတွေထုတ်ခွန်နေကြတာဘာကြောင့်ပါလဲမတ်တူတာလင်းကပြောပြမှာပါဝူဟန်ကင်ရစ်မြန်မာဖက်ရှင်ကုမ္ပဏီဟာကမ္ဘာကျော်အမှတ်တံဆိပ်တွေဖြစ်တဲ့ H&M, Inditas, Primark စတဲ့နာမည်ကြီးတံဆိပ်ဂျာကင်၊ကုတ်အင်ဂျီအကစားဝတ်စုံနဲ့တခြားအဝတ်ထည်တွေကိုအဓိကချုပ်လုပ်ပြီးဥရောပအမေရိကနဲ့အာရှဈေးကွက်တွေကိုတင်ပို့ရောင်းချနေတဲ့ကုမ္ပဏီတစ်ခုဖြစ်တယ်လို့မြန်မာစီးပွားရေးလေ့လာစောင့်ကြည့်သူတွေကပြောပါတယ်ရန်ကုန်တိုင်းရွှေပြည်သာစက်မှုဇုံနှစ်မှာတည်ရှိတဲ့အဲ့ဒီစက်ရုံမှာစစ်တပ်အာဏာမသိမ်းခင်တုန်းကတော့လူသမား1000ကျော်အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။လက်ရှိမှာတော့အရေးအတွက်တိတိကျကျမသိရသေးပါဘူး။လူသမားတွေကိုတော့လုတ်သက်အလိုက်ရော်ကြေးပေးသွားမယ်လို့ကုမ္ပဏီဘက်ကတုံ့ပြန်ပါတယ်။ကုမ္ပဏီရက်ဆိုင်ကလောက်ခလာစာရော်ကြေးနဲ့ပတ်သက်ပြီးလူသမားရေးကူညီသူ MIC ရဲ့လူသမားအဖွဲ့ချုပ်ရဲ့ထွေထွေတွေးမှုချုပ်ဖြစ်တဲ့ဦးသက်နှင်းအောင်ပြောပြတာကအလုပ်ထုံနေတာကြီးဥပဒေရဆိုလို့ရှိရင်တော်တော်လေးနှဲပါတဲ့အခြေအနေဖြစ်ပါတယ်။လုတ်သက်6လအတွင်းမှာရှိတဲ့လူသမားတွေဆိုရင်ဒါနစ်နာကြီးမရတော့ဘူး6လကနေပြီးတော့မှတစ်နှစ်ရှိတဲ့ဝန်ထမ်းဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့15ရက်စာပဲရမယ်တစ်နှစ်ကနေပြီးတော့မှ2နှစ်တွင်လုတ်သက်ရှိတဲ့ဝန်ထမ်းဆိုမှတစ်လစာရမယ်လုတ်သက်များတဲ့ဝန်ထမ်းတွေအတွက်တော့နည်းနည်းလေးခုသာခံတာရှိပေမဲ့လုတ်သက်နေတဲ့ဝန်ထမ်းတွေရဆိုလို့ရှိရင်တော့တော်တော်လေးဒါအခက်အခဲတွေ့သွားမယ့်အနေအထားဖြစ်ပါတယ်ဒီအထည်ချုပ်စက်ရုံကတော့2016ခုနှစ်မှာမြန်မာနိုင်ငံကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့2021ခုနှစ်နောက်ပိုင်းကစပြီးအမေရိကန်မှတ်တံဆိပ်အိတ်နဲ့အဝတ်ထည်တွေချုပ်တဲ့ Twinkle အထည်ချုပ်စက်ရုံအွန်လိုင်းဈေးရောက်တဲ့နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်တဲ့ Alibaba Shop.com စတဲ့ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဟာအစုရှယ်ယာတွေကိုပြန်လည်ရောင်းချတာနဲ့လုပ်ငန်းပိတ်သိမ်းတာတွေလုပ်ပြီးမြန်မာကနေထွက်ခွာခဲ့ကြပါတယ်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဘာကြောင့်ထွက်ခွာကြတာပါလဲ။မြန်မာစီးပွားရေးလေ့လာစောင့်ကြည့်သူဦးအောင်ပြောပြတာကဒီမြန်မာနိုင်ငံရဲ့ဒီစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဒီလက်တလုံးမှာဒီဆက်ပြီးတော့တက်လာနိုင်ခြင်းမရှိတဲ့အခါကျတော့သူတို့လုပ်ငန်းတွေအတွက်အကျိုးမြတ်သိပ်ပြီးတော့မရှိနိုင်တာမျိုးနောက်ပြီးရင်တော့ငွေကြေးဖောင်းပွားမှုတွေမြင့်နေတယ်နောက်ကုန်စည်နှုန်းတွေကြီးပြင်းနေတယ်သူတစ်ဖြစ်တော့ဒီပရဲ့ပေါ့နော်ဆိုင်ရှင်တွေကလည်းဒီ3နှစ်လောက်အတွင်းမှာရုံနိုင်ခြင်းသိပ်မရှိတာရယ်နောက်ပြီးရင်အခုလိုဒီလောင်စာစီလိုဟာမျိုးမှာဆိုရင်တခြားနိုင်ငံတွေထက်ပိုပြီးတော့တက်တဲ့ရာခိုင်နှုန်းဆိုလည်းမြင့်နေပြီးရင်ကျွန်တော်တို့လုံသားရှားပါမှုဒီလက်ရှိပေါ့နော်ဆိုင်ရှင်လောက်ခံထားတဲ့အခြေအနေတွေစဉ်းစားလို့ရတယ်ပေါ့နော်ဒါကြောင့်အလုပ်သမားထောင်ချီဟာအလုပ်လက်မှတ်ဖြစ်ခဲ့ရပြီးအခုနှစ်အတွင်းမှာပဲစက်ရုံပိတ်သိမ်းတာနဲ့အလုပ်ထုတ်ခံရသူ3သိန်းကျော်ရှိတယ်လို့ MIC ရဲ့အလုပ်သမားအဖွဲ့ချုပ်ရဲ့စီးရင်တွေရသိရပါတယ်ရှင်။ချင်းနဲ့ရခိုင်ပြည်နယ်ကိုဝင်ရောက်နေတဲ့ကုန်စည်စစ်ဆေးမှုလမ်းကြောင်းမှာရှိတဲ့စောမြို့တဲ့ကိုစစ်တပ်ကအခုရပိုင်းတွင်ဝင်ရောက်လာပါတယ်။စောမြို့မှာဒေသခံတချို့ဖမ်းဆီးခံရတာတွေလည်းရှိနေတယ်လို့သိရပါတယ်။ကိုစီယာထွန်းကပြပြမှာပါ။ချင်းပြည်နယ်တောင်ပိုင်းနဲ့မကွေးတိုင်းအဆက်ကစောမြို့ဘက်ကိုစစ်တပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ထိုးစစ်ဆင်နေတာတပတ်ခန့်ကြာလာပြီဖြစ်ပါတယ်။စောမြို့ဟာချင်းပြည်နယ်တောင်ပိုင်းဒေသမင်းတပ်နဲ့ကံပက်လက်မြို့နယ်တွေနဲ့ဆက်ဆက်နေပြီးတော့စောမြို့နယ်မြောက်ပိုင်းကိုတော့ရောတပ်တော် YA နဲ့ရောကာကွယ်တပ် YTF တို့ကထိန်းချုပ်ထားသလိုတောင်ပိုင်းဘက်ကိုတော့ NUG လက်အောက်ခံ PDF တပ်တွေကထိန်းချုပ်ထားကြတာပါ။ချင်းပြည်နယ်တောင်ပိုင်းဒေသကမင်းတပ်နဲ့ကံပက်လက်မြို့တွေကိုချင်းညီနောင် CB တို့ကထိန်းချုပ်ထားပြီးတော့ချင်းပြည်နယ်ထဲမှာရောဒေသဘက်မှာပါအာရခတ်တပ်တော် AA ကမဟာမိတ်တီနဲ့ပူးပေါင်းပြီးတော့စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။လက်ရှိစောမျိုးကိုစစ်တပ်တီဝင်ရောက်ထိန်းချုပ်ထားတဲ့အခြေအနေနဲ့ပတ်သက်လို့ဒေသခံတူပြောပြတာက
တောင်ဘက်မှာကျတော့စောမျိုးရဲ့ဝင်နေပြီမြောက်ဘက်ကျတော့တပြင်းဝင်နေပြီဗျသူတပြင်းမှာတန့်ထက်ထားတယ်ဗျတပြင်းမှာထိုင်းချတယ်တပိုးရဟုတ်တိုက်ပွဲနေထားတော့လောလောဆယ်တော့တက်မှမှုတော့ရှိတယ်ဗျဒါပေမဲ့ကြီးမမတော့မဖြစ်သေးပါဘူးတောင်ပိုင်းကျတော့ PDF ဒီမှာပိုင်းကျတော့ YE နဲ့ YDF တွေရှိတယ်ဗျဟုတ် စောမြို့ကိုထိန်းချုပ်ထားတဲ့စစ်တပ်စစ်ကြောင်းကမြို့ကန်တချို့ကိုဖမ်းဆီးခဲ့တာရှိပြီးတော့တပ်ဖြတ်ခံရတာတွေလည်းရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ဒီပေါ် BBC အနေနဲ့တိကျအတည်မပြုနိုင်သေးပါဘူးစစ်တပ်စစ်ကြောင်းတွေဟာချင်းတောင်ပိုင်းနဲ့ရခိုင်ပြည်နယ်ဘက်ကိုကုန်စည်ပို့ဆောင်တဲ့နေရာမှာအချက်ချကြတဲ့စောမြို့ကိုဥတီနေပြီးတော့ကုန်စည်စီးဆင်းတဲ့လမ်းကြောင်းကိုဖျက်တောက်ခြင်းတဲ့သဘောလို့ပေါက်မြို့နယ် PDF တပ်ဖွဲ့ဝင်တို့ကပြောပြပါတယ်စစ်တပ်ဟာပြီးခဲ့တဲ့ AP လကုန်ပိုင်းမှာမင်းတပ်စောကြောက်ထုလမ်းစုံအနီးကကန်ကြီးရွာတရားမှာအထိုင်စခန်းလုပ်ပြီးတော့မကြခင်မှာပဲအခုလိုစစ်ကြောင်းတွေဖြန့်ကျက်လာတာဖြစ်ပါတယ်လက်ရှိမှာဒီစစ်ကြောင်းတွေကြောင့်ရခိုင်ဘက်ကိုကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့မှုဖြစ်ပြီးတော့ကုန်စည်စီးဆင်းမှုရပ်တန့်နေလို့ကုန်စည်နှုန်းချင်းမြင့်မှုတွေရှိနေတယ်လို့ကုန်သည်တူကအခုလိုပြောပြပါတယ်စစ်ကောင်စီကတော့စောမျိုးကိုသူတို့စိုးမိုးထားတာပေါ့နော်ဒါပေမဲ့စောမျိုးကနေဒီဘက်တွေတန်းတွေဖြန့်ပြီးတော့သူတို့ဒီရှမ်းပြည်နယ်အဆက်ထိရောက်နေပြီဆိုတော့ရခိုင်ဘက်ကိုသွားတဲ့ကုန်စည်စီးဆင်းမှုကတော့လောလောဆယ်လုံးဝရပ်တဲ့အနေအထားဖြစ်သွားတာပေါ့နော်ခုလောလောဆယ်တော့ရခိုင်မှာကုန်စည်နှုန်းတွေတော့ထိုးတက်နေလို့ပြောတာပဲနော်ကုန်စည်စီးဆင်းမှုလုံးဝပြတ်တောက်ရင်တော့အများကြီးခက်ခဲမှာပဲဗျရခိုင်ပြည်နယ်ဟာစားတောက်ကုန်နဲ့လူသုံးကုန်စည်ရဖို့ချင်းပြည်နယ်ကိုဖြတ်ပြီးတော့စောမြို့ကနေအဓိကသယ်ယူနေရတာဖြစ်ပါတယ်အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ဘက်ကလည်းကုန်စည်တွေဝယ်ယူလို့ရနေပေမဲ့လိုအပ်ချက်ရဲ့25%လောက်ကိုပဲအဲ့ဒီဘက်ကတင်သွင်းနိုင်တဲ့အခြေအနေဖြစ်တယ်လို့ကုန်သည်တွေကပြောပြပါတယ်မြန်မာနိုင်ငံမှာဂျွန်လစောပိုင်းကြမှာတာမိုးကဆောက်ရတာဖြစ်ပြီးတော့ဒီနှစ်မှာတော့မိုးကြိုကာလကမေလမှာစောပြီးတော့မိုးကာလစောပိုင်းမှာပဲမိုးများနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတိပေးထားပါတယ်မတ်ရှ်ဘိုနီကပြပြမှာပါမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာမေလ16ရက်နေ့ကစတင်ကအနောက်တောင်မုတ်တုံလေးဝင်ရောက်ခဲ့ပြီးမေလ18ရက်ကနေ22ရက်အတွင်းမှာတော့မြဝကျွန်းပေါ်ကိုဆက်လက်ဝင်ရောက်နိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသိရပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာအနောက်တောင်မုတ်တုံလေးဝင်ရောက်တဲ့မိုးကြိုရာသီကိုရောက်ရှိပြီးဖြစ်တာကြောင့်အပူချိန်မြင့်တက်တာမိုးတိမ်တောင်ဖြစ်ထွန်းတာဘင်္ဂလားပင်လယ်အော်မုန်တိုင်းအခြေအနေစတာတွေကိုသတိပြုသင့်တယ်လို့လည်းဆိုထားပါတယ်။မိုးတိမ်တောင်ဖြစ်ထွန်းတာကြောင့်ထိချုံမိုးရွာသွန်းတာမိုးသီးကျွေတာလေဆင်နှမောင်းတိုက်ခတ်တာစတဲ့မိုးလေဝသဖြစ်စဉ်တွေလည်းဖြစ်ပေါ်နိုင်ပါတယ်။မုတ်တုံလေးဝင်ရောက်လာချိန်မှာပင်လယ်ကမ်းရိုးတန်းဒေသတွေမှာမိုးသက်လေပြင်းတိုက်ခတ်တာအားကြီးမားတဲ့မိုးတိမ်တောင်ကြီးတွေဖြစ်ပေါ်ပြီးပင်လယ်ပြင်မှာမိုးလေဝသဆိုးရွားတာမြဝကျွန်းပေါ်ပင်လယ်ကမ်းရိုးတန်းတွေမှာဆိုရင်မိုးတိထန်တာခိတခဏလှိုင်းကြီးတာတွေလည်းဖြစ်ပေါ်တတ်ပါတယ်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနခွဲကညွှန်ကြားရေးမှူးဦးကျော်လွင်ဦးရှင်းပြတာကဒီလိုမိုးကြိုကာလတွေမှာဆိုလို့ရှိရင်မိုးတိမ်တောင်ကြီးတွေရဲ့အန္တရာယ်ရှိတယ်။နောက်တစ်ခုကတော့ဘင်္ဂလားပင်လယ်အော်မုန်တိုင်းကြီးတွေဆိုပြီးတော့မေကာလမိုးကြိုကာလတွေမှာဒီအန္တရာယ်၃ခုတော့ရှိတယ်ပေါ့နော်။မိုးတိမ်တောင်တွေကြောင့်မလို့ထစ်ချုံမိုးတွေရာသွန်းမှုကတော့ပို့ပြီးတော့များခဲ့တယ်။များခဲ့တော့မိုးတိမ်တောင်ကြီးတွေအများကြီးပဲဖြစ်ပေါ်ခဲ့တယ်။မိုးတိကျွေတာမျိုးရှိခဲ့တယ်။ဒီစင်နှမောင်းတက်ခဲ့တာမျိုးတွေတော့ရှိခဲ့တယ်ဆိုတော့မိုးကြိုကာလတွေမိုးလေဝသပုံမှန်ဖြစ်စဉ်တွေပုံမှန်တက်ပိုများခဲ့တယ်လို့သုံးသပ်တယ်။မေလ18ရက်နေ့မှာတော့ရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပြီးရွာရန်ရွာနှုန်းပြည့်ဖြစ်တယ်လို့လည်းသိရပါတယ်။မိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထိတ်ချုံတာမိုးကြိုးပြက်တာလျှက်စီးလက်တာနဲ့မိုးသီးကျွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တယ်လို့လည်းသိရပါတယ်။မိုးကြီးနိုင်တဲ့ဒေသတွေမှာပါဝင်တဲ့ကရင်ပြည်နယ်ကစစ်ဘေးရှောင်တွေကိုကူညီပေးနေသူတူပြောပြတာကကျွန်တော်မင်းရတဲ့သွားလာနဲ့လမ်းကြောင်းအေးစီးပါပဲစစ်ဘေးရှောင်တွေစီးတဲ့နေရာတွေမိုးပုတ်တဲ့ပဲနည်းနည်းရွာလာပဲတော့မဆိုတနေ့ကုန်ရွာတယ်နည်းနည်းရွာတာပဲပေါ့မိုးကြားမိုးရွာတို့ပေါ့အဲ့ဒီမှာသူကဖက်တဲ့နေရာမှာတော့ရုရှားကဒေသ14ခုကိုညက drone နဲ့ယူကရိန်းတို့ကတိုက်ခိုက်ခဲ့တဲ့အပေါ်ယူကရိန်းသမ္မတဇလန်စကီကဒါဟာတရားမျှတမှုရှိပါတယ်။ဘာကြောင့်လဲဆိုတော့ရုရှားတို့ဟာယူကရိန်းမြို့တွေကိုနှစ်လရှိကြာစစ်မြူနေတာကိုလက်တုပ်ပြန်တာတက်ကြောင်ဖြစ်တယ်လို့ဆိုပါတယ်။မော်စကိုမြို့နဲ့ရုရှားရဲ့အဓိကရင်းနှံချက်စက်ရုံတို့ကိုတိုက်ခတ်တာတရားလဲရုရှားအနေနဲ့ဒီစစ်ပွဲကိုဆုံးသက်ဖို့အတွက်ချက်ပေးလိုက်တာလို့လဲသမ္မတဇလန်စကီကပြောပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ထဲမှာပဲရုရှားတို့ကယူကရိန်းကို drone ပေါင်း3000ကျော်မစ်ဇိုင်း94ခုပဲ့ထိန်းဘုံကျဲမှုအကြိမ်1300လုပ်ခဲ့တဲ့အတွက်ယူကရိန်းဘက်ကလူ52ယောက်သေကျေခဲ့ရကြောင်းလည်းသူကပြောပါတယ်။ညကယူကရိန်းဘက်က drone 600နီးပါးပစ်လွှတ်ခဲ့ပြီးတော့ဒါဟာစစ်ပွဲအတွင်းအများဆုံးပဲလို့ရုရှားကပြောပါတယ်။
ဒီဟာကွန်ဂိုနိုင်ငံကိုမာမြို့မှာပထမဆုံးအီဘိုလာရောဂါတဲ့လူနာတယောက်ကိုတွေ့ရတဲ့အကြောင်းအဲ့နိုင်ငံရဲ့ကျန်းမာရေးဌာနကအတည်ပြုပြောပါတယ်ဒေသတွေမှာအီဘိုလာဗိုင်းရပ်စ်ပြန့်နှံ့မှုကိုစ조사တားဆီးနေရချိန်မှာအခုလိုလူနာတွေ့ရတာပါအခုလူနာအမျိုးသမီးရဲ့ခင်မောကဘူနီယာမှာအီဘိုလာနဲ့ဆုံးပါကပ်ပြီးတဲ့နောက်သူကကိုမာကိုလာခဲ့တဲ့အမျိုးသမီးလို့ကွန်ဂိုကျန်းမာရေးဌာနရရှိတယောက်ကပြောပါတယ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်းကွန်ဂိုမှာအီဘိုလာရောဂါဖြစ်နေပြီလို့ကြေညာထားပြီးတော့နိုင်ငံတကာကအာရုံစိုက်မဲ့အရေးလို့တတိပေးထားပါတယ်အခုထိဒေသတွေမှာအီဘိုလာလူနာလို့ဆိုနိုင်တဲ့လူနာအယောက်250ကျော်ရှိနေပြီးတော့လူပေါင်း80လောက်သေဆုံးခဲ့ပြီဖြစ်ပါတယ်တောင်ကိုရီးယားမှာအကြီးဆုံးကုမ္ပဏီဖြစ်တဲ့ Samsung ကုမ္ပဏီကလူသမားတွေဂျာမနီမှာတပိတ်မှောက်ဖို့စီစဉ်သတ်မှတ်ထားပြီးတော့ဒါဟာအစိုးရအနေနဲ့ရေးပေါ်အမိန့်နဲ့တားဆီးရမယ်ဟာလို့တောင်ကိုရီးယားဝန်ကြီးချုပ်ကတတိပေးလိုက်ပါတယ်ဝန်ကြီးချုပ်ကင်မင်ဆွတ်က Samsung ကုမ္ပဏီနဲ့လူသမားသမဂ္ဂတွေကြားလာတာနဲ့ပတ်သက်ပြီးတော့ညှိနှိုင်းကြပါလို့တိုက်တွန်းပါတယ်ကုမ္ပဏီအမြတ်ငွေရဲ့15%ကိုအထူးစုကြီး bonus အဖြစ်လူသမားတွေကိုခေါ်ဝေမပေးရင်လူသမားတွေလုံစင်းမဲ့တပိတ်မှောက်မဲ့အကြောင်း Samsung လူသမားသမဂ္ဂကပြောထားပါတယ် AI စီးပွားရေးကအကောင်းနေပြီးတော့ Samsung chip တွေကိုဝယ်များနေတဲ့အတွက် Samsung ရဲ့အမြတ်စွန်းကတိတိတသားကိုတိုးများလာနေပါတယ်အမေရိကန်နဲ့အီရန်ကြားညှိနှိုင်းမှုမှာအီရန်ဘက်ကဖွဲ့ခေါင်းဆောင်လည်းဖြစ်အီရန်လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့မိုဟာမက်ဘက်ကာလီဘတ်ကိုအီရန်ရဲ့တရုတ်ဆိုင်ရာအထူးတန်တမန်ဖြစ်ခန့်လိုက်ပါတယ်တရုတ်ကိုသွားခဲ့တဲ့သမ္မတထရန့်ကတရုတ်ကောင်ဆောင်ရှီကျင်းဖျင်ကဟော်မုစ်စီလက်ကျပွင့်လာဖို့ကူညီပေးမယ်လို့သူ့ကိုကမ်းလှမ်းခဲ့တယ်တရုတ်အနေနဲ့အီရန်ကိုစီးရေးကူညီတွေလည်းပေးမှာမဟုတ်ဘူးလို့ပြောတယ်စတာတွေကိုထုတ်ပြောခဲ့ပြီးတော့ရပ်ပိုင်းကြာမှာအခုလိုအီရန်ကတရုတ်အထူးတန်တမန်ခန့်လိုက်တာပါတရုတ်နဲ့လည်းနှီးစပ်ပြီးတော့အရင်အီရန်ဘက်ကညှိနှိုင်းရေးမှုလည်းဖြစ်တဲ့အလီလာရီဂျန်နီဟာလွန်ခဲ့တဲ့2လကလေကျန်းတိုက်ခတ်မှုခံပြီးတော့ကွယ်လွန်ခဲ့ပါတယ်ဝန်ဆိုင်တဲ့မှာတော်ဝင်မိသားစုတွေကိုကာဝယ်ဖို့စောင့်ချထားတဲ့တပ်ဖွဲ့ဝင်တွေတာဝန်ကျတဲ့အချိန်မှာသူတို့နေရာမှာမရှိတာကိစ္စရင်းနဲ့အိပ်ပျော်နေတာတွေရှိတယ်ဆိုပြီးတော့စွပ်စွဲချက်တွေထွက်နေပြီးတော့လက်နက်ရဲတွေကအဲဒီကိစ္စကိုရေးကြီးစုံစမ်းစစ်ဆေးနေပါတယ်တော်ဝင်ထူးကာဝေးတပ်ဖွဲ့ကတပ်ဖွဲ့ဝင်ရောက်30လောက်ထိတာဝန်ပြက်ကွက်မှုနဲ့စစ်ဆေးခံရတယ်လို့သတင်းတွေထဲမှာတွေ့ရပါတယ်မြောက်ကိုရီးယားကမြို့သမီးဘောလုံးတင်တဲ့ဟာအာရှချန်ပီယံလိဆီမီဖိုင်နယ်ပွဲကိုကမ်းဖို့အတွက်တောင်ကိုရီးယားကိုရောက်ရှိလာပါတယ်။ဇာတိမျိုးလို့အဓိပ္ပာယ်ရတဲ့နီကိုယန်ဘောလုံးတင်ဟာ2018ခုနှစ်နောက်ပိုင်းတောင်ကိုရီးယားကိုပထမဆုံးလာတဲ့မြောက်ကိုရီးယားအားသားသမားတွေပါ။ဒါ့အပြင်တောင်ကိုရီးယားကိုလာတဲ့ပထမဆုံးသောမြောက်ကိုရီးယားမြို့သမီးဘောလုံးတင်လည်းဖြစ်ပါတယ်။သူတို့ကိုသတင်းတောက်တွေဘောလုံးပြေးသက်တွေကလေးစိတ်မှာကြိုးစိုးနှုတ်ဆက်ခဲ့ကြပါတယ်။ဘောလုံးကတော့ဘရူးနေကြရင်ကမ်းကြမှာဖြစ်ပါတယ်အင်္ဂလန်ပရီးမီးယားလိဂ်ကချက်စီးတဲ့မန်နေဂျာဖြစ်ရှာဘီလွန်ဆိုကိုခန့်လိုက်ပါပြီအလွန်ဆိုဟာစပိန်ဘောလုံးသမားဟောင်းဖြစ်ခဲ့တယ်လို့စပိန်အသင်းနဲ့ကမ္ဘာဖလားစုခုဘူးသူပါသူဟာရီယယ်မက်ဒရစ်မှာမန်နေဂျာလုပ်ခဲ့ပြီးတော့လုပ်နေတာ8လပြည့်ခင်လွန်ခဲ့တဲ့ဂျွန်လာကအပြန်လန်တစ်ဖက်သဘောတူညီမှုနဲ့နှုတ်ထွက်ခဲ့သူဖြစ်ပြီးတော့အခုချက်စီးတဲ့မှာ3နှစ်စာချုပ်နဲ့လုပ်ကိုင်မှာဖြစ်ပါတယ်အလွန်ဆိုဟာဂျာမန်ဘောလုံးကလပ်ခုဖြစ်တဲ့ဘီယာလီဗာကူဆင်တင်မှာမန်နေဂျာလုပ်စဉ်2024မှာအဲ့ဒီတင်ရဲ့ပထမဦးဆုံးသောဘွန်ဒယ်လီစကာဖလားကိုရယူဖို့အတွက်ညှိပြခဲ့တဲ့အတွက်ဘောလုံးလောကမှာမန်နေဂျာအဖြစ်ထင်ရှားခဲ့သူဖြစ်ပါတယ်BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကဘဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ဘာကျော်အမှတ်တရဝိထရီကိုချုပ်တဲ့တရုတ်ထေကျုပ်ကုမ္ပဏီဝူဟန်ကင်ရစ်ဂမ်မန့်ထေကျုပ်ဆိုင်ဟာစက်ရုံရရှိလက်ပတ်ဖို့အတွက်မဖြစ်နိုင်တော့တာကြောင့်ဂျွန်လကုံမှာမြန်မာနိုင်ငံကနေအပြီးထွက်ခေါ်ရမယ်လို့ထုတ်ပြန်ပါတယ်မြန်မာကနေယင်းနှိမ့်မြုံမှုတွေဖြုတ်ပြီးတော့လုပ်ငန်းတွေထုတ်ခွာနေကြတာဘာကြောင့်ပါလဲမတ်တူတာလင်းကပြောပြမှာပါ
Wuhan Kinris မြန်မာဖက်ရှင်ကုမ္ပဏီဟာကမ္ဘာကျော်အမှတ်တံဆိပ်တွေဖြစ်တဲ့ H&M, Inditex, Primark စတဲ့နာမည်ကြီးတံဆိပ်ဂျာကင်၊ကုတ်အင်ဂျီအကစားဝတ်စုံနဲ့တခြားအဝတ်ထည်တွေကိုအဓိကချုပ်လုပ်ပြီးဥရောပအမေရိကနဲ့အာရှဈေးကွက်တွေကိုတင်ပို့ရောင်းချနေတဲ့ကုမ္ပဏီတစ်ခုဖြစ်တယ်လို့မြန်မာစီးပွားရေးလေ့လာစောင့်ကြည့်သူတွေကပြောပါတယ်ရန်ကုန်တိုင်းရွှေပြည်သာစက်မှုဇုံနှစ်မှာတည်ရှိတဲ့အဲ့ဒီစက်ရုံမှာစစ်တပ်အာဏာမသိမ်းခင်တုန်းကတော့လူသမား1000ကျော်အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။လက်ရှိမှာတော့အရေးအတွက်တိတိကျကျမသိရသေးပါဘူး။လူသမားတွေကိုတော့လုတ်သက်အလိုက်ရော်ကြေးပေးသွားမယ်လို့ကုမ္ပဏီဘက်ကတုံ့ပြန်ပါတယ်။ကုမ္ပဏီရက်ဆိုင်ကလောက်ခလာစာရော်ကြေးနဲ့ပတ်သက်ပြီးလူသမားရေးကူညီသူ MIC ရဲ့လူသမားအဖွဲ့ချုပ်ရဲ့ထွေထွေတွေးမှုချုပ်ဖြစ်တဲ့ဦးသက်နှင်းအောင်ပြောပြတာကအလုပ်ထုတ်နေတာကြီးဥပဒေရဆိုလို့ရှိရင်တော်တော်လေးနှဲပါတဲ့အခြေအနေဖြစ်ပါတယ်။လုံသက်6လအတွင်းမှာရှိတဲ့လူသမားတွေဆိုရင်ဒါနစ်နာခြင်းမရတော့ဘူး6လကနေပြီးတော့မှတစ်နှစ်ရှိတဲ့ဝန်ထမ်းဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့15ရက်စာပဲရမယ်တစ်နှစ်ကနေပြီးတော့မှ2နှစ်တွင်လုံသက်ရှိတဲ့ဝန်ထမ်းဆိုမှတစ်လစာရမယ်လုံသက်များတဲ့ဝန်ထမ်းတွေအတွက်တော့နည်းနည်းလေးခုတာခံတာရှိပေမဲ့လုံသက်နေတဲ့ဝန်ထမ်းတွေရဆိုလို့ရှိရင်တော့တော်တော်လေးဒါအခက်အခဲတွေ့သွားမယ့်အနေအထားဖြစ်ပါတယ်ဒီအထည်ချုပ်စက်ရုံကတော့2016ခုနှစ်မှာမြန်မာနိုင်ငံကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့2021ခုနှစ်နောက်ပိုင်းကစပြီးအမေရိကန်မတ်တစိတ်အိတ်နဲ့အဝတ်ထည်တွေချုပ်တဲ့ Twinkle အထည်ချုပ်စက်ရုံအွန်လိုင်းဈေးရောက်တဲ့နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်တဲ့ Alibaba Shop.com စတဲ့ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဟာအစုရှယ်ယာတွေကိုပြန်လည်ရောင်းချတာနဲ့လုပ်ငန်းပိတ်သိမ်းတာတွေလုပ်ပြီးမြန်မာကနေထွက်ခွာခဲ့ကြပါတယ်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဘာကြောင့်ထွက်ခွာကြတာပါလဲ။မြန်မာစီးပွားရေးလေ့လာစောင့်ကြည့်သူဦးအောင်ပြောပြတာကဒီမြန်မာနိုင်ငံရဲ့ဒီစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဒီလက်တလုံးမှာဒီဆက်ပြီးတော့တက်လာနိုင်ခြင်းမရှိတဲ့အခါကျတော့သူတို့လုပ်ငန်းတွေအတွက်အကျိုးမြတ်သိပ်ပြီးတော့မရှိနိုင်တာမျိုးနောက်ပြီးရင်တော့ငွေကြေးဖောင်းပွားမှုတွေမြင့်နေတယ်နောက်ကုန်စည်နှုန်းတွေကြီးပြည့်နေတယ်ခုတစ်ဖြစ်တော့ပြည်ပရဲ့ပေါ့နော်ဆိုင်ရှင်တွေကလည်းဒီ3နှစ်လောက်အတွင်းမှာရုံနိုင်ခြင်းသိပ်မရှိတာရဲ့နောက်ပြီးရင်အခုလိုဒီလောင်စာစီလိုဟာမျိုးမှဆိုရင်တခြားနိုင်ငံတွေထက်ပိုပြီးတော့တက်ရာခိုင်နှုန်းဆိုလည်းမြင့်နေပြီးရင်ကျွန်တော်တို့လုံသားရှားပါမှုဒီလက်ရှိပေါ့နော်ဆိုင်ရှင်လောက်ခံထားတဲ့အခြေအနေတွေစဉ်းစားလို့ရတယ်ပေါ့နော်ဒါကြောင့်အလုသမားထောင်ချီဟာအလုလက်မှတ်ဖြစ်ခဲ့ရပြီးအခုနှစ်အတွင်းမှာပဲစက်ရုံပိတ်သိမ်းတာနဲ့အလုထုတ်ခံရသူ3သိန်းကျော်ရှိတယ်လို့ MIC ရဲ့အလုသမားအဖွဲ့ချုပ်ရဲ့စီးရင်တွေရသိရပါတယ်ရှင်။ချင်းနဲ့ရခိုင်ပြည်နယ်ကိုဝင်ရောက်နေတဲ့ကုန်စည်စစ်ဆေးမှုလမ်းကြောင်းမှာရှိတဲ့စောမြို့တဲ့ကိုစစ်တပ်ကအခုရပိုင်းတွင်ဝင်ရောက်လာပါတယ်။စောမြို့မှာဒေသခံတချို့ဖမ်းဆီးခံရတာတွေလည်းရှိနေတယ်လို့သိရပါတယ်။ကိုစီယာထွန်းကပြမှာပါ။ချင်းပြည်နယ်တောင်ပိုင်းနဲ့မကွေးတိုင်းအဆက်ကစောမြို့ဘက်ကိုစစ်တပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ထိုးစစ်ဆင်နေတာတပတ်ခန့်ကြာလာပြီဖြစ်ပါတယ်။စောမြို့ဟာချင်းပြည်နယ်တောင်ပိုင်းဒေသမင်းတပ်နဲ့ကံပက်လက်မြို့နယ်တွေနဲ့ဆက်ဆက်နေပြီးတော့စောမြို့နယ်မြောက်ပိုင်းကိုတော့ရောတပ်တော် YA နဲ့ရောကာကွယ်ရေးတပ် YDF တို့ကထိန်းချုပ်ထားသလိုတောင်ပိုင်းဘက်ကိုတော့ NUG လက်အောက်ခံ PDF တပ်တွေကထိန်းချုပ်ထားကြတာပါ။ချင်းပြည်နယ်တောင်ပိုင်းဒေသကမင်းတပ်နဲ့ကံပက်လက်မြို့တွေကိုချင်းညီနောင် CB တို့ကထိန်းချုပ်ထားပြီးတော့ချင်းပြည်နယ်ထဲမှာရောဒေသဘက်မှာပါအာရခတ်တပ်တော် AA ကမဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။လက်ရှိစောမြို့ကိုစစ်တပ်တွေဝင်ရောက်ထိန်းချုပ်ထားတဲ့အခြေအနေနဲ့ပတ်သက်လို့ဒေသခံတူပြောပြတာကတောင်ဘက်မှာကျတော့စောမြို့ရဲ့ဝင်နေပြီမြောက်ဘက်ကျတော့တပြင်းဝင်နေပြီဗျ။သူတပြင်းမှာတန့်ထက်ထားတယ်ဗျ။တပြင်းမှာထိုင်ချတဲ့တဘောရဟုတ်။တိုက်ပွဲနေထားတော့လောလောဆယ်တော့တက်မှမှုတော့ရှိတယ်ဗျ။ဒါပေမဲ့ကြီးမားတော့မဖြစ်သေးပါဘူး။တောင်ပိုင်းကျတော့ PDF ဒီဘက်ပိုင်းကျတော့ YE နဲ့ YDF တွေရှိတယ်ဗျဟုတ်။စောမြို့ကိုထိန်းချုပ်ထားတဲ့စစ်တပ်စစ်ကြောင်းကမြို့ကန်တချို့ကိုဖမ်းဆီးခဲ့တာရှိပြီးတော့တပ်ဖြတ်ခံရတာတွေလည်းရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ဒီပေါ် BBC အနေနဲ့တိကျအတည်မပြုနိုင်သေးပါဘူး။စစ်တပ်စစ်ကြောင်းတွေဟာချင်းတောင်ပိုင်းနဲ့ရခိုင်ပြည်နယ်ဘက်ကိုကုန်စည်ပို့ဆောင်တဲ့နေရာမှာအချက်ချကြတဲ့စောမြို့ကိုဦးတည်နေပြီးတော့ကုန်စည်စီးဆင်းတဲ့လမ်းကြောင်းကိုဖျက်တောက်ခြင်းတဲ့သဘောလို့ပေါက်မြို့နယ် PDF တပ်ဖွဲ့ဝင်တို့ကပြောပြပါရယ်။စစ်တပ်ဟာပြီးခဲ့တဲ့ AP လကုန်ပိုင်းမှာမင်းတပ်စောကြောက်ထုလမ်းစုံအနီးကကန်ကြီးရွာတရားမှာအထိုင်စခန်းလုပ်ပြီးတော့မကြခင်မှာပဲအခုလိုစစ်ကြောင်းတွေဖြန့်ကျက်လာတာဖြစ်ပါတယ်။လက်ရှိမှာဒီစစ်ကြောင်းတွေကြောင့်ရခိုင်ဘက်ကိုကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့မှုဖြစ်ပြီးတော့ကုန်စည်စီးဆင်းမှုရပ်တန့်နေလို့ကုန်စည်နှုန်းကြီးမြင့်မှုတွေရှိနေတယ်လို့ကုန်သည်တူကအခုလိုပြောပြပါတယ်။စစ်ကောင်စီကတော့စောမျိုးကိုသူတို့စိုးမိုးထားတာပေါ့နော်။ဒါပေမဲ့စောမျိုးကနေဒီဘက်တွေတန်းတွေဖြန့်ပြီးတော့သူတို့ဒီရှမ်းပြည်နယ်အဆက်ထိရောက်နေပြီဆိုတော့ရခိုင်ဘက်ကိုသွားတဲ့ကုန်စည်စီးဆင်းမှုကတော့လောလောဆယ်လုံးဝရပ်တန့်တဲ့အနေအထားဖြစ်သွားတာပေါ့နော်။ခုလောဆယ်တော့ရခိုင်မှာကုန်စည်နှုန်းတွေတော့ဒါထိုးတက်နေလို့ပြောတာပဲเนาะကုန်စည်စီးဆင်းမှုလုံးဝပြတ်တောက်ရင်တော့အများကြီးခက်ခဲမှာပဲဗျရခိုင်ပြည်နယ်ဟာစားတောက်ကုန်နဲ့လူသုံးကုန်စည်ရဖို့ချင်းပြည်နယ်ကိုဖျက်ပြီးတော့စောမြို့ကနေအဓိကသယ်ယူနေရတာဖြစ်ပါတယ်အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ဘက်ကလည်းကုန်စည်တွေဝယ်ယူလို့ရနေပေမဲ့လိုအပ်ချက်ရဲ့25%လောက်ကိုပဲအဲ့ဒီဘက်ကတင်သွင်းနိုင်တဲ့အခြေအနေဖြစ်တယ်လို့ကုန်သည်တွေကပြောပြပါတယ်မြန်မာနိုင်ငံမှာဂျွန်လစောပိုင်းကြမှာတာမိုးကဆောက်ရတာဖြစ်ပြီးတော့
ဒီနှစ်မှာတော့မိုးကြိုကာလကမေလမှာစော်ပြီးတော့မိုးကာလစောပိုင်းမှာပဲမိုးများနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန